speaking pattern လေးကတော့ speaking of now ဆိုတဲ့ speaking pattern လေးပဲဖြစ်ပါတယ်အတိပ္ပယ်ကတော့ speaking စာစကားပြောတယ်လို့ပြောတယ်မလားအဲ့ဒီအကြောင်းစကားဆက်လို့ပြောရအောင်မယ်ဆိုတဲ့သုံးလုံးလေးပါတစုံတစ်ယောက်ပြောတာကိုကြားတဲ့အခါမှာတိုက်ဆိုင်သွားပြီဟာငါလည်းတတိယသွားတယ်ဆိုတဲ့အတိပ္ပယ်နဲ့သုံးတာနော်အဲ့ဒီအကြောင်းစကားဆက်လို့ပြောရအောင်မယ်အဲ့လိုမျိုးသုံးပါတယ်သူရဲ့ speaking pattern လေးအပြည့်အစုံကတော့ speaking of now ကော်မာလေးကုတ်ပြီးတော့ကိုပြောချင်တဲ့အဓိက sentence လေးကိုနောက်ကနေဆက်ပြောပါတယ် speaking of now comma sentence for example speaking of food I'm getting hungry speaking of food I'm getting hungry စားစရာဆိုလို့ပြောရအောင်မယ်ငါဗိုက်စားလာပြီ food ဆိုတာကစားစရာ speaking of ဆိုလို့ပြောရအောင်မယ်စကားဆက်လို့ပြောရအောင်မယ်လို့အဓိပ္ပာယ်ကောက်ရပါတယ် speaking of food စားစရာဆိုလို့ပြောရအောင်မယ်စကားဆက်လို့ပြောရအောင်မယ်ပဲဖြစ်ဖြစ်ဆိုလို့ပြောရအောင်မယ်ပဲဖြစ်ဖြစ်ကိုယ့်အကူစီလို့ကောက်ပေးရပါတယ်စားစရာဆိုလို့ပြောရအောင်မယ်ငါဗိုက်စားနေပြီ speaking of food I'm getting hungry. Speaking of food, I'm getting hungry. နောက် example လေးကိုကြည့်အောင်တငယ်ချင်းဆိုလို့ပြောရအောင်မယ်မနေ့ကဂျွန်နဲ့တွေ့ခဲ့တယ်တငယ်ချင်းဆိုလို့ပြောရအောင်မယ်ငါမနေ့ကဂျွန်ကိုတွေ့ခဲ့တယ်တငယ်ချင်းဆိုလို့ပြောရအောင်မယ်ဆိုတော့ speaking of friends speaking of friends ငါမနေ့ကဂျွန်ကိုတွေ့ခဲ့တယ် I met John yesterday. I met John yesterday. တငယ်ချင်းဆိုလို့ပြောရအောင်မယ်မနေ့ကငါဂျွန်ကိုတွေ့ခဲ့တယ် Speaking of friends I met John yesterday Speaking of friends I met John yesterday နောက် example တည်င်းကောင်းဆိုလို့ပြောရအောင်မယ်ငါအလုပ်ရပြီတည်င်းကောင်းဆိုလို့ပြောရအောင်မယ်ငါအလုပ်ရပြီဟုတ်ပြီတည်င်းကောင်းဆိုလို့ပြောရအောင်မယ်ဆိုတော့ Speaking of good news Speaking of good newsငါအလုပ်ရသွားပြီ I got the job I got the job တည်င်းကောင်းဆိုလို့ပြောရအောင်မယ်ငါအလုပ်ရသွားပြီ Speaking of good news I got the job Speaking of good news I got the job ဒီ example လေးသုံးခုကိုသဘောပေါက်သွားပြီဆိုရင်နောက်ထပ် exercise တွေလုပ်ပြီးတော့လေ့ကျင့်ကြည့်အောင်ဂီတဆိုလို့ပြောရအောင်မယ်ဒီသချင်းကငါအကြိုက်ဆုံးပဲဂီတဆိုလို့ပြောရအောင်မယ်ဒီသချင်းကငါအကြိုက်ဆုံးပဲဂီတဆိုလို့ပြောရအောင်မယ် Speaking of music Speaking of music ဒီသချင်းကငါအကြိုက်ဆုံးပဲ This song is my favorite This song is my favorite ဂီတဆိုလို့ပြောရအောင်မယ်ဒီသချင်းကငါအကြိုက်ဆုံးပဲ Speaking of music This song is my favorite Speaking of music This song is my favorite ခီးသွားတာဆိုလို့ပြောရအောင်မယ်မင်းနောက်ပဲသွားဖို့စီစဉ်ထားတယ်ခီးသွားတယ်ဆိုလို့ပြောရအောင်မယ်မင်းနောက်ပဲသွားဖို့စီစဉ်ထားတယ်ခီးသွားတယ်ဆိုလို့ပြောရအောင်မယ် Speaking of travel Speaking of travel ဒီမှာ travel က noun အနေနဲ့သုံးတာနော် verb လည်းရှိပါတယ်အတူတူပဲ Speaking of travel မင်းနောက်ပဲသွားဖို့စီစဉ်ထားတယ် Where's your next destination Where is your next destination destination ဆိုတာကပန်းတိုင်ပေါ့နော်ကိုရည်ရထားတဲ့ခီးသွားတဲ့ရောက်မဲ့နေရာကိုပြောတာပါခီးသွားတယ်ဆိုလို့ပြောရအောင်မယ်မင်းနောက်ပဲသွားဖို့စီစဉ်ထားတယ် Speaking of travel where's your next destination Speaking of travel where is your next destination နီးပညာဆိုလို့ပြောရအောင်မယ်အဲ့ပစ္စည်းကတော်တော်မိုက်တယ်နီးပညာဆိုလို့ပြောရအောင်မယ်အဲ့ပစ္စည်းကတော်တော်မိုက်တယ်နီးပညာဆိုလို့ပြောရအောင်မယ် Speaking of technology Speaking of technology IPC ကတော်တော်မိုက်တယ် That gadget is impressive That gadget is impressive gadget ဆိုတာကဒီနီးပညာနဲ့ဆိုင်တဲ့ပစ္စည်းလေးကိုပြောရအောင်နော်ဖုန်းတို့ကွန်ပျူတာတို့ Netjet တို့ Bluetooth box တို့စသဖြင့်အဲ့လိုမျိုး technical ပစ္စည်းလေးတွေပေါ့ impressive ဆိုတာကအရန်ကိုအထင်ကြီးလောက်အောင်ကောင်းတာပြောတာနီးပညာဆိုလို့ပြောရအောင်မယ်အဲ့ဒီပစ္စည်းကတော်တော်မိုက်တယ် Speaking of technology that gadget is impressive
Speaking of technology, that gadget is impressive. အားကစားဆိုလို့ပြောရအောင်မယ်ဘယ်ဖွဲ့နိုင်သွားလဲအားကစားဆိုလို့ပြောရအောင်မယ်ဘယ်ဖွဲ့နိုင်သွားလဲအားကစားဆိုလို့ပြောရအောင်မယ် Speaking of speaking of sports ဘယ်ဖွဲ့နိုင်သွားလဲ Who won the gameအားကစားဆိုလို့ပြောရအောင်မယ်ဘယ်ဖွဲ့နိုင်သွားလဲ Speaking of sports who won the game Speaking of sports who won the game Fashion ဆိုလို့ပြောရအောင်မယ်အဲ့ဝေစားကအရင်စတိုင်ကြတယ် Fashion ဆိုလို့ပြောရအောင်မယ်အဲ့အဝေစားကအရင်စတိုင်ကြတယ် Fashion ဆိုလို့ပြောရအောင်မယ် Speaking of fashion အဲ့ဝေစားကအရင်စတိုင်ကြတယ် That outfit looks stylish Outfit ဆိုတာကတော့ဝတ်စုံကိုပြောတာဆိုတာသိရနော်အဝေစားဝတ်စုံကိုပြောတာပါ look ဆိုတာပုံပေါ်တယ်နော်ဒါကိုယ့်ရဲ့ခံမှန်းချက်ကိုပြောတဲ့အခါမှာသုံးတယ် stylish စတိုင်ကြတဲ့ပုံပေါ်တယ် That outfit looks stylish Fashion ဆိုလို့ပြောရအောင်မယ်အဲ့ဒီဝေစားကအရန်စတိုင်ကြတယ် Speaking of fashion that outfit looks stylish Speaking of fashion that outfit looks stylish ကားဆိုလို့ပြောရအောင်မယ်ကားအသစ်တစ်စီးလိုနေပြီကားဆိုလို့ပြောရအောင်မယ်ငါကားအသစ်တစ်စီးလိုနေပြီကားဆိုလို့ပြောရအောင်မယ် Speaking of cars ငါကားအသစ်တစ်စီးလိုနေတယ် I need a new one I need a new car လို့ပြောတာနော်ရှေ့မှာ car သုံးထားလို့နောက်က pronoun ပဲသုံးလိုက်ကြ I need a new one ကားဆိုလို့ပြောရအောင်မယ်ငါကားအသစ်တစ်စီးလိုနေပြီ Speaking of cars I need a new one Speaking of cars I need a new one ဝါသနာဆိုလို့ပြောရအောင်မယ်ပကြီးဆွဲတာကစိတ်ကိုဖြေရော့စေတယ်လေဝါသနာဆိုလို့ပြောရအောင်မယ်ပကြီးဆွဲတာကစိတ်ကိုအပန်းဖြေစေတယ်ဝါသနာဆိုလို့ပြောရအောင်မယ် Speaking of hobbies ပကြီးဆွဲတာကစိတ်ကိုဖြေရော့စေတယ် Painting can be relaxing ဝါသနာဆိုလို့ပြောရအောင်မယ်ပကြီးဆွဲတာကစိတ်ကိုဖြေရော့စေတယ် Speaking of hobbies painting can be relaxing Speaking of hobbies painting can be relaxing စိတ်ခေါ်မှုဆိုလို့ပြောရအောင်မယ်ဒါကတကယ်ခက်တဲ့စိတ်ခေါ်မှုပဲဒါကတကယ်ခက်တဲ့အလုပ်ပဲစိတ်ခေါ်မှုဆိုလို့ပြောရအောင်မယ်ဒါတကယ်ခက်တဲ့အလုပ်ပဲစိတ်ခေါ်မှုဆိုလို့ပြောရအောင်မယ် Speaking of challenges ဒါကတကယ်ခက်တဲ့အလုပ်ပဲ It's a tough task tough ဆိုတာက difficult လို့မျိုးပါပဲ task ဆိုတာကြမ်းတမ်းခက်ခဲအောင်ပြောတာ tough task ကြတော့ဒါလုပ်ငန်းတာဝန်အလုပ်ကိုပြောတာ It is a tough task TOUGH က tough ဆိုပြီးသူက F တန်နဲ့ပိတ်ပေးရတယ် tough TSK ကြတော့ task စိန်ခေါ်မှုဆိုလို့ပြောရအောင်မယ်ဒါတကယ်ခက်တဲ့အလုပ်ပဲ Speaking of challenges it's a tough task Speaking of challenges it's a tough task စာအုပ်ဆိုလို့ပြောရအောင်မယ်နောက်ဆုံးထွက်တဲ့အယောင်ရဆုံးစာအုပ်ကိုဖတ်ပြီးပြီလားစာအုပ်ဆိုလို့ပြောရအောင်မယ်နောက်ဆုံးထွက်အယောင်ရဆုံးစာအုပ်ဖတ်ပြီးပြီလားစာအုပ်ဆိုလို့ပြောရအောင်မယ် Speaking of books နောက်ဆုံးထွက်တဲ့အယောင်ရဆုံးစာအုပ်ကိုဖတ်ပြီးပြီလား Have you read the latest bestseller question ဖြစ်တဲ့ကြောင့်မလို့ verb ကိုရှေ့ရရေးရနော် Have you read ဖတ်ပြီးပြီလား the latest နောက်ဆုံးထွက်တဲ့ best seller အယောင်ရအကောင်းဆုံးစာအုပ်ကိုပြောတာစာအုပ်ဆိုလို့ပြောရအောင်မယ်နောက်ဆုံးထွက်အယောင်ရဆုံးစာအုပ်ကိုဖတ်ပြီးပြီလား Speaking of books have you read the latest best seller Speaking of books have you read the latest best seller အနုပညာဆိုလို့ပြောရအောင်မယ်ပြီးခဲ့တဲ့အပတ်ကပြခန်းကောင်းကောင်းတစ်ခုကိုတွားကြည့်ခဲ့တယ်အနုပညာဆိုလို့ပြောရအောင်မယ် Speaking of art ပြီးခဲ့တဲ့အပတ်ကပြခန်းကောင်းကောင်းတစ်ခုကိုတွားကြည့်ခဲ့တယ် I visited a fantastic gallery exhibition last week ရှီတော့ဖြတ်ပြောကြည့်အောင် I visited ငါတွားလေကြည့်ခဲ့တယ် a fantastic gallery exhibition ဆိုတာကတော့ဒါပြခန်းပေါ့နော်ပုံတွေဓာတ်ပုံတွေပြတဲ့ပြခန်းကိုပြောတာ
fantastic ဆိုတာကတော့အရန်ကိုကောင်းတာကိုပြောတယ်နော်အရန်ကိုကြည့်လို့ကောင်းတာတကယ်ကိုအစင်းမြင်တာစသဖြင့်ပြောတာပါတကယ်ဆွဲမဲ့ပွဲကောင်းတာကိုပြောတာပေါ့ last week ဆိုတာကပြီးခဲ့တဲ့ဘက်က I visited a fantastic gallery exhibition last week. I visited a fantastic gallery exhibition last week. အနုပညာဆိုလို့ပြောရအောင်မယ်ပြီးခဲ့တဲ့ဘက်ကပြခန်းကောင်းကောင်းတစ်ခုကိုငါသွားကြည့်ခဲ့တယ် Speaking of art, I visited a fantastic gallery exhibition last week. Speaking of art, I visited a fantastic gallery exhibition last week. အိမ်မွေးတိရစ္ဆာန်ဆိုလို့ပြောရအောင်မယ်ပြီးခဲ့တဲ့လကခွေးကလေးချစ်စရာလေးတစ်ကောင်မွေးထားတယ်အိမ်မွေးတိရစ္ဆာန်ဆိုလို့ပြောရအောင်မယ်ပြီးခဲ့တဲ့လကမှငါချစ်စရာကောင်းတဲ့ခွေးလေးတစ်ကောင်မွေးထားတယ်အိမ်မွေးတိရစ္ဆာန်ဆိုလို့ပြောရအောင်မယ် Speaking of pets စာကြောင်းရှိရင်ခွဲပြီးပြောကြည့်မယ်ပြီးခဲ့တဲ့လကဆိုတာက last month ခွေးကလေးချစ်စရာလေးတစ်ကောင်သို့မဟုတ်ချစ်စရာခွေးလေးတစ်ကောင်ဆိုတာကa cute puppy မွေးထားတယ်ဆိုတာက adopt verb 2ဖြစ်ရင် adopted ပြီးခဲ့တဲ့လကချစ်စရာခွေးလေးတစ်ကောင်မွေးထားတယ်လို့ပြောခြင်း I adopted a cute puppy last month I adopted a cute puppy last month အိမ်မွေးတိရစ္ဆာန်ဆိုလို့ပြောရအောင်မယ်ပြီးခဲ့တဲ့လကမှငါချစ်စရာခွေးလေးတစ်ကောင်မွေးထားတယ် Speaking of pets I adopted a cute puppy last month. Speaking of pets, I adopted a cute puppy last month. ရုပ်ရှင်ဆိုလို့ပြောရအောင်မယ် Marvel ကအသစ်ကြည့်ပြီးပြီလားရုပ်ရှင်ဆိုလို့ပြောရအောင်မယ် Marvel ကအသစ်ကြည့်ပြီးပြီလားရုပ်ရှင်ဆိုလို့ပြောရအောင်မယ် Speaking of movies Marvel ကအသစ်ကြည့်ပြီးပြီလား Did you watch the new Marvel film?ရုပ်ရှင်ဆိုလို့ပြောရအောင်မယ် Marvel ကအသစ်ကြည့်ပြီးပြီလား Speaking of movies, did you watch the new Marvel film? Speaking of movies, did you watch the new Marvel film? မင်းကိုဆိုလို့ပြောရအောင်မယ်သူအခုဘယ်လိုနေလဲမင်းကိုဆိုလို့ပြောရအောင်မယ်သူအခုဘယ်လိုနေလဲမင်းအကိုဆိုလို့ပြောရအောင်မယ် Speaking of your brother,သူအခုဘယ်လိုနေလဲ How is he doing this day? These days အခုအချိန်ကြီးပြောတာနော်အခုညနေမှာသူဘယ်လိုလှုပ်ရှားရုန်းကန်နေလဲလို့မေးတာမင်းကိုဆိုလို့ပြောရအောင်မယ်သူအခုဘယ်လိုနေလဲမင်းအကိုဆိုလို့ပြောရအောင်မယ်သူအခုဘယ်လိုနေလဲ Speaking of your brother, how is he doing these days? Speaking of your brother, how is he doing these days? ကျောင်းဆိုလို့ပြောရအောင်မယ်မင်းစာမွေးတွေဘယ်တော့စမလဲကျောင်းဆိုလို့ပြောရအောင်မယ်မင်းရဲ့စာမွေးပွဲတွေဘယ်တော့စမလဲကျောင်းဆိုလို့ပြောရအောင်မယ် Speaking of school မင်းစာမွေးဘယ်တော့စမှာလဲ When do your exams start? ကျောင်းဆိုလို့ပြောရအောင်မယ်မင်းရဲ့စာမွေးပွဲဘယ်တော့စမလဲ Speaking of school, when do your exams start? Speaking of school, when do your exams start? ရာသီဥတုဆိုလို့ပြောရအောင်မယ်ဒီရက်ပိုင်းတော်တော်အေးလာပြီရာသီဥတုဆိုလို့ပြောရအောင်မယ်ဒီရက်ပိုင်းတော်တော်အေးလာပြီရာသီဥတုဆိုလို့ပြောရအောင်မယ် Speaking of weather ဒီရက်ပိုင်းတော်တော်အေးလာပြီIt is getting really cold lately.ဒီစာချုပ်ကိုတစ်ခုချင်းခွဲမယ်ဆိုရင်နော်ရာသီဥတုအခြေအနေတွေကိုပြောတဲ့အခါမှာ subject က ing ကိုပဲသုံးလို့ရှိရနော် Really ဆိုတာတကယ်ကိုတော်တော်လေးလို့ပြောတာ cold အေးတယ် lately ဆိုတာကဒီရက်ပိုင်းဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်နော် getting ထက်သုံးတာကတဖြည်းဖြည်းလေးပြောင်းတာကိုပြောတာပါ It is getting really cold lately. ရာသီဥတုဆိုလို့ပြောရအောင်မယ်ဒီရက်ပိုင်းတော်တော်အေးလာပြီSpeaking of weather, it's getting really cold lately. Speaking of weather, it's getting really cold lately. အလုပ်ဆိုလို့ပြောရအောင်မယ်ဒီနေ့နေ့လယ်မှာအစည်းအဝေးရှိတယ်အလုပ်ဆိုလို့ပြောရအောင်မယ်ဒီနေ့နေ့လယ်အစည်းအဝေးရှိတယ်အလုပ်ဆိုလို့ပြောရအောင်မယ် Speaking of work, ဒီနေ့နေ့လယ်မှာအစည်းအဝေးရှိတယ်
I have a meeting this afternoon. I have a meeting this afternoon. အလုပ်ဆိုလို့ပြောရအောင်ပဲဒီနေ့နေ့မှာ meeting ရှိတယ် Speaking of work, I have a meeting this afternoon. Speaking of work, I have a meeting this afternoon. ခီးသွားတယ်ဆိုလို့ပြောရအောင်မယ်တနေ့ကြာရင်ဂျပန်ကိုသွားလေခြင်းနဲ့ခီးသွားတယ်ဆိုလို့ပြောရအောင်မယ်တနေ့ကြာရင်ဂျပန်ကိုသွားလေခြင်းနဲ့ခီးသွားတယ်ဆိုလို့ပြောရအောင်မယ် Speaking of travel, speaking of travel. တနေ့ကြာရင်ဂျပန်ကိုသွားလေခြင်းနဲ့ I'd love to visit Japan someday. I'd love to visit Japan someday. I'd ဆိုတာက would ကိုသုံးတာပါ I would love to visit သွားလေခြင်းနဲ့ Japan ဂျပန်နိုင်ငံကို someday ဆိုတာတရရက်ပေါ့ခီးသွားတယ်ဆိုလို့ပြောရအောင်မယ်တနေ့ကြာရင်ဂျပန်ကိုသွားလေခြင်းနဲ့ Speaking of travel, I'd love to visit Japan someday. Speaking of travel, I'd love to visit Japan someday. ပတ်စံဆိုလို့ပြောရအောင်မယ်ဒီနေ့အိမ်လာကပေးရအောင်မယ်ပတ်စံဆိုလို့ပြောရအောင်မယ်ဒီနေ့အိမ်လာကပေးရအောင်မယ်ပတ်စံဆိုလို့ပြောရအောင်မယ် Speaking of money, speaking of money. ဒီနေ့အိမ်လာကပေးရအောင်မယ်I need to pay my rent today. I need to pay my rent today. Rent ဆိုတာကငှားခတွေကိုပြောတာပါငှားခစည်းတွေကို rent ပတ်စံဆိုလို့ပြောရအောင်မယ်ဒီနေ့အိမ်လာကပေးရအောင်မယ် Speaking of money, I need to pay my rent today. Speaking of money, I need to pay my rent today. ကျမ်းမာရေးဆိုလို့ပြောရအောင်မယ်မင်းဂျင်ကိုဆက်သွားနေတော့ပဲလားကျမ်းမာရေးဆိုလို့ပြောရအောင်မယ်မင်းဂျင်ကိုဆက်သွားနေတော့ပဲလားကျမ်းမာရေးဆိုလို့ပြောရအောင်မယ် Speaking of head, speaking of head. ဒီနေရာမှာ noun ပဲရေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ head လို့ပဲရေးရပါတယ် Speaking of head, speaking of head. မင်းဂျင်ကိုဆက်သွားနေတော့ပဲလား Are you still going to the gym? Are you still going to the gym? ကျမ်းမာရေးဆိုလို့ပြောရအောင်မယ်မင်းဂျင်ကိုဆက်သွားနေတော့ပဲလား Speaking of head, are you still going to the gym? Speaking of head, are you still going to the gym? မွေးနေ့ဆိုလို့ပြောရအောင်မယ်ငါမွေးနေ့ကနောက်ပတ်ထဲမွေးနေ့ဆိုလို့ပြောရအောင်မယ်ငါမွေးနေ့ကနောက်ပတ်ထဲမှာပဲမွေးနေ့ဆိုလို့ပြောရအောင်မယ် Speaking of birthdays, speaking of birthdays. ငါမွေးနေ့ကနောက်ပတ်ပဲ Mine is next week. Mine ဆိုတာက my birthday ကိုရေးတာပဲ Mine is next week. မွေးနေ့ဆိုလို့ပြောရအောင်မယ်ငါမွေးနေ့ကနောက်ပတ်ထဲ Speaking of birthdays, mine is next week. Speaking of birthdays, mine is next week. ကားဆိုလို့ပြောရအောင်မယ်ငါအကားအသစ်တစ်စီးဝယ်လိုက်ပြီကားဆိုလို့ပြောရအောင်မယ်ငါကားအသစ်တစ်စီးဝယ်လိုက်ပြီကားဆိုလို့ပြောရအောင်မယ်ဆိုတော့ Speaking of cars, speaking of cars. ငါကားအသစ်တစ်စီးကိုဝယ်လိုက်ပြီ I just bought a new one. I just bought a new one. A new one ဆိုတာက a new car. Just ကလေးထည့်ထားရဲဆိုတာကတိတ်မကြသေးအခုလေးတင်ဆိုတဲ့ပုံနဲ့တုံးတာပါဝယ်ပြီးသွားလို့သူကထကြွားလိုက်တာပေါ့ကားဆိုလို့ပြောရအောင်မယ်ငါကားသစ်တစ်စီးဝယ်လိုက်ပြီ Speaking of cars, I just bought a new one. Speaking of cars, I just bought a new one. အင်္ဂလိပ်စာဆိုလို့ပြောရအောင်မယ်မင်းတန်ထွက်ကတော်တော်လေးတိုးတက်လာပြီအင်္ဂလိပ်စာဆိုလို့ပြောရအောင်မယ်မင်းတန်ထွက်ကတော်တော်လေးတိုးတက်လာပြီအင်္ဂလိပ်စာဆိုလို့ပြောရအောင်မယ် Speaking of English, speaking of English, မင်းအတန်ထွက်ကတော်တော်လေးတိုးတက်လာပြီ Your pronunciation has really improved. Your pronunciation has really improved. အင်္ဂလိပ်စာဆိုလို့ပြောရအောင်မယ်မင်းရဲ့တန်ထွက်ကတော်တော်လေးတိုးတက်လာပြီ Speaking of English, your pronunciation has really improved. Speaking of English, your pronunciation has really improved. Coffee ဆိုလို့ပြောရအောင်မယ်အလုပ်ပြီးရင် coffee တစ်ခွက်လောက်သွားတောက်ရအောင် Coffee ဆိုလို့ပြောရအောင်မယ်အလုပ်ပြီးရင် coffee တစ်ခွက်လောက်သွားတောက်ကြရအောင် Coffee ဆိုလို့ပြောရအောင်မယ် Speaking of coffee, speaking of coffee. အလုပ်ပြီးရင် coffee တစ်ခွက်လောက်သွားတောက်ကြရအောင် Let's grab one after work. Let's grab coffee လို့ပြောတာနော်ဒီနေ့မှာ coffee စာ one လို့ပဲ pronoun သုံးတယ် Let's grab one after work.
grab ဆိုတာကဆွဲတာကိုပြောတာเนาะသူ့အတိုင်းကတော့ဆွဲတာပေါ့ဒါကြောင့်မို့မြန်မာမှာလည်းရှိရလေ coffee သွားဆွဲလိုက်အောင်တစ်ခုခုသွားဆွဲလိုက်ရအောင်နောက်တစ်ခုခုဆွဲပြီးတောက်တာကိုပြောတာစားတာကိုပြောတာ let's grab one after work coffee ဆိုလို့ပြောကြအောင်မေအလုပ်ပြီးရင် coffee တစ်ခွက်လောက်သွားဆွဲရအောင် speaking of coffee let's grab one after work speaking of coffee let's grab one after work မိသားစုဆိုလို့ပြောရအောင်မေမနေ့ညကငါမိပါရစီဖုန်းဆက်ခဲ့တယ်မိသားစုဆိုလို့ပြောရအောင်မေမနေ့ညကမိပါရစီကိုဖုန်းဆက်ခဲ့တယ်မိသားစုဆိုလို့ပြောရအောင်မေ speaking of familyမနေ့ညကငါမိပါရစီကိုဖုန်းဆက်ခဲ့တယ် I called my parents last nightမိသားစုဆိုလို့ပြောရအောင်မေမနေ့ညကငါမိပါရစီကိုဖုန်းဆက်ခဲ့တယ်Speaking of family, I called my parents last night. Speaking of family, I called my parents last night. စနေတနင်္ဂနွေဆိုလို့ပြောရအောင်မေဘာလို့ဖို့အစီအစဉ်ရှိလဲစနေတနင်္ဂနွေဆိုလို့ပြောရအောင်မေဘာလို့ဖို့အစီအစဉ်ရှိလဲစနေတနင်္ဂနွေဆိုလို့ပြောရအောင်မေ Speaking of the weekend စနေတနင်္ဂနွေဆိုတာ weekend ကိုပြောရတယ်အတူတူပဲဘာလို့ဖို့အစီအစဉ်ရှိလဲ Do you have any plans စနေတနင်္ဂနွေပိတ်ရက်ဆိုလို့ပြောရအောင်မယ်မင်းဘာလို့ဖို့အစီအစဉ်ရှိလဲ Speaking of the weekend do you have any plans ဟုတ်ပါပြီဒီ speaking pattern လေးကိုပြန်ချုံရရင်နော် Speaking of nowပြီးလို့ရှိရင်နောက်တဲ့ sentence တစ်တောင်ကိုဆက်ပြီးရေးတယ် speaking of နဲ့တွဲတဲ့ phrase လေးကတော့အဓိကပါပဲသူကိုအဓိကရှင်းနေတာသူ့ကိုပြောတဲ့အခါမှာတန်လန်းကြီးဖြစ်နေမှာဆိုလို့နောက်ကဝါကြအဖြေလေးကိုဆက်ပြောတာပါမြန်မာလိုဘာသာပြန်တဲ့အခါမှာဆိုလို့ပြောရအောင်မယ်လို့ပြောလို့ရတယ်လို့မျိုးစကားဆက်ပြီးလို့ပြောရအောင်မယ်လို့လည်းပြောလို့ရပါတယ် Speaking of now, sentence အဲ့ဒီအကြောင်းစကားဆက်လို့ပြောရအောင်မယ်ဆိုလို့ပြောရအောင်မယ်